Hello အားလုံးပဲမင်္ဂလာပါ Light of Future Channel မှာကြိုဆိုပါရစေဒီကနေ့မှာတော့နည်းနည်းနဲ့ပဲပေါ့နော်ဒီဖះအောင်တောင်းနေနေဆိုတော့ချက်ချကြည့်ရအောင်နော်ကဲဒီဖះမြင်ရင်ဒီဖះလဲဆိုတာတချို့တော့သိကြမယ်ထင်ပါတယ်လမ်းတစ်လျှောက်မှာဆိုရင်လည်းအရင်ကတာရတယ်ပါအောက်ကင်ပြပြလေးနဲ့တစ်ပင်ရစေးစေးလေးတမပင်လေးခဏပင်လေးလည်းအများကြီးပဲအရင်ကတာရတယ်ဒီမှာဆိုဥပုပ်ဒီပေါ့နော်ဦးပုတ်တွေအလားဆင်လာတာတွေ့ရတာများတယ်စိတ်ဝင်စားစရာတွေပါပဲကဲရောက်ပါပြီဒီဖះဖြစ်မှလဲဆိုတော့ဒီနေ့ကအာနန္ဒဖះကိုတော်လိုက်မှာဖြစ်ပါတယ်ကဲအာနန္ဒဖះထဲဝင်မယ်ဒါတော့ဖနက်ချွတ်တဲ့နေရာပါနော်ဒီဖះပဲဖြစ်ဖြစ်ဖနက်စီဝင်လို့မရပါဘူးဖနက်ချွတ်ရတယ်ဘယ်မှာဆိုလို့ရှိရင်ပကံနဲ့ပတ်သက်တဲ့အမတရားပစ္စည်းတွေဝတ်ထည်တွေအများကြီးရောင်းချရပါတော့ပကံရင်ကျေးမှုနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေအများကြီးရောင်းကြတယ်ဒါမှဆိုလို့ရှိရင်အဓိကရုံထည်နဲ့ပတိအဓိကပေါ့နော်သူတို့လက်ရာတွေကအရန်ကိုလက်ရာမြောက်ချပါတယ်ခဏတာပြားဆိုလို့ရှိရင်တခြားဖျားနဲ့မတူဘူးနော်သူရဲ့ဒီဇိုင်းကအရန်ကိုထူခြားမှုရှိရယ်ဘလို့ရှိရင်အကျယ်ပဲဒီမှာဆိုရင်အရန်ပူလို့ဒီမှာလာတာဖြစ်ပါတယ်အပြင်အောင်မှာပေါ့နော်ဘလို့ရှိရင်အနန္ဒဖျားရဲ့အကြောင်းကိုဖတ်ကြည့်တော့နော်သူလေမဲ့ဖျားအကြောင်းကိုသမိုင်းကြောင့်မသိပဲနဲ့လေရတာအရသာသိမရှိဘူးအဲကြောင့်မို့စအုပ်တအုပ်ဝင်ပြီးတော့ပြင်ထိုင်ဖတ်တယ်ပြီးတော့မှဝင်ကြည့်တာပေါ့နော်ဒီအချိန်ကပကံသွားရတာအတင်းတော်ဆုံးချိန်ဖြစ်ပါတယ်သူကဒီဇင်ဘာရဲ့ January February အထိတော့တာအတွင်းပေါ့နော်ကျမတို့ကတော့ဒီဇင်ဘာလလေရောက်ခါနီးမှာသွားတာဆိုတော့သူကရာသီဥတုကတော့ပုံမှန်ပဲနေလို့ကောင်းတယ်တအားလည်းမပူဘူးအေးလည်းမအေးဘူးပေါ့နော်ဒီထဲဝင်သွားလို့ရှိရင်အဲ့အပေါ်မှာဒီအနန္ဒဖះဘယ်လိုစဖြစ်လာတယ်ဆိုတာအစအဆုံးသူကအပေါ်မှာသူတို့ပချီကားလေးနဲ့သစင်ပြထားတာဖြစ်ပါတယ်ဒီအနန္ဒဖះဆိုလို့ရှိရင်တော်တော်လေးကိုကျေတယ်ပေါ့နော်ဘယ်လိုရှိရင်အစအုံကလည်းအဖြူရောင်လေးပြည့်ဒီဇိုင်းကတခြားဖះတွေနဲ့လုံးဝမတူပဲအရင်ထူခြားတယ်ပေါ့နော်အထဲကိုမိမိတော့ဖះဖူးမှာဖြစ်ပါတယ်အရန်ကိုကြည်ညိုဖို့ကောင်းပါတယ်အထဲဝင်သွားတယ်အရန်ကိုစိတ်ထဲမှာကြည်နူးပြီးတော့အေးချမ်းသွားတာပေါ့နော်ဒီဖះမှာဆိုလို့ရှိရင်လည်းရွှေဆိုင်ကတ်လို့ရပါတယ်ဒီမှာရွှေဆိုင်ကတ်တာလေးဝယ်ပြီးတော့ရွှေဆိုင်ကတ်ပြီးလို့မှဖြစ်ပါတယ်တချို့ဖះတွေမှာဆိုဒီလိုရွှေဆိုင်ကပ်ပြီးတအားလို့တော့ဖះရဲ့ငွေရင်းရောက်ကပျောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးတယောက်ပြီးတယောက်လာလူချတာအရင်များတော့ဖះရဲ့လုံးဝပုံစံအမှန်ကပျောက်သွားတယ်ရုပ်ရှင်ဒီလိုရွှေဆိုင်ကိုဖောင်တော်ဦးမှာတစ်ခါလူခဲ့ပူးတယ်ဒါတော့ဖះရဲ့ခြေရာပေါ့နော်ဖះရဲ့ခြေရာလို့ပြောကြတယ်ဒီမှာလည်းပတ်စံလေးလူလို့ရတယ်အနန္ဒဖះတကယ်လုံးဝအကျယ်ပဲเนาะကြည့်သူရဲ့ဒီဇိုင်းပုံစံကလည်းတခြားဖះနဲ့မတူဘူးအယောင်ကစကွဲတယ်ပေါ့နော်အပင်အောက်မှာဆိုတော်တော်လေးနေလို့ကောင်းတယ်လေတဖြည်းဖြည်းနဲ့ဆို
ဒါတော့အနန္ဒဘုရားဖြစ်လာပုံအစင်းစင်းပေါ့နော်သူရဲ့သမိုင်းကြောင်းတွေကိုပြထားတဲ့ပကြီးကားတွေဖြစ်ပါတယ်ကဲပါအကျဲပဲခုထိဖျားပတ်တာတစ်ပတ်ကိုမပြေးနိုင်သေးဘူးပေါ့နော်ကဲသွားတယ်ပတ်တယ်ရှူချင်းလာလေးတွေ့ရောလေတပ်ပုံကရက်ချင်သေးတယ်ဖျားထဲမှာဆိုရင်ထနောင်းပင်တွေအများကြီးသိလားထနောင်းပင်ကိုလေတော်တော်သဘောကျတယ်သူကပကြီးကားလို့ပဲကြည့်အောင်သူ့ရဲ့ပင်စီသူ့ရဲ့အကိုင်းတွေကအယောင်ကနည်းနည်းလေးတစ်မျိုးနော်သူ့ရဲ့အရွက်ကစိမ့်လေးတကယ်ကြပြဆန်းတာနော်ကဲဖိုတိုထိုင်လာပါမယ်ဒီလိုလေးလက်နဲ့ရိုက်ချင်တော့အဲရောက်ရင်ရှုခင်လေးတော့တော်လေးလာလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှတွေ့မယ်နော်